ဝတ္ထုတွေကိုညှက်နှက်သည့်အထိဖတ်ရှုရကနေကျွန်တော်ဟာရှေးဦးကဘာ primordial world ထဲကိုကူးပြောင်းဝင်စားသွားခဲ့ပါတယ်ကျွန်တော်နှစ်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာပန်ကူဖိန်ကူဟာတာအိုကိုစိုးမိုးပြီးဖျို့ဖျဲဖြစ်နေတဲ့ကဘာဦးဟင်းလင်းပြင်ကိုသူ့ရဲ့ပစိန်ကြီးနဲ့ပိုင်းခြားခဲ့ပါတယ်မဟာမင်းမဲစရိုက်နက်ဖျားသုံးသူညဟာတရင်ကြပြီးစစ်ခင်းဖို့ဆင်းသက်လာခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ပန်ကူရဲ့ရုပ်ခန္ဓာဟာနေလာနဲ့ကျေတာယာတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီလိုနဲ့ရှေးဦးကဘာကြီးဖြစ်တည်လာပြီးတုတ်ထွေးလာတဲ့ကဘာဦးခေတ်ကြီးပြီးဆုံးသွားခဲ့ပါတယ်ရှေးဦးကဘာရဲ့အယုံဦးမှာတော့ရေတွက်လို့မရတဲ့တာရဲရိုင်းကြီးတွေဟာမြေပြင်ကိုဖျက်ဆီးခဲ့ကြပါတယ်ထို့နောက်မှာတော့ဘိုးဘေးနဂါကဘာဦးဖိနစ်နဲ့တက်ဖြတ်ခြင်းဘိုးဘေးတို့တပြိုင်နက်တည်းပေါ်ထွက်လာပြီးရှေးဦးလောကတစ်ခုလုံးကိုတွေးပင်လဲဝေစေခဲ့တဲ့စစ်ပွဲကြီးကိုဆင်နွှဲခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အိမ်မက်ကဘာထဲမှာပဲဆက်လက်နေမျောနေတော့မှကျွန်တော်မသိလိုက်ဖဲနဲ့အိတ်ဆက်ခြင်းအခြေပြုတက်ရောက်မှုစနစ် sleep inducing attendance system ဟာတိတ်တဆိတ်နိုးထလာခဲ့ပါတယ်သူ့ရဲ့အိမ်ရှင်ဖြစ်သူချန်ရှွန်းဟာရှေးဦးကဘာကိုကူးပြောင်းလာပြီးအိပ်ပျော်နေတာကိုသိရှိသွားတဲ့အတွက်ဆုလက်တွေပေးခဲ့ပါတယ်တနစ်အိတ်ဆက်လျင်မြေကဘာမသေးမျိုး Earth Immortal အဆင့်ကိုအလိုလျောက်ရရှိမည်နှစ်ပေါင်းတူညအိတ်ဆက်လျင်ကောင်းကင်မသေးမျိုး Heave Immortal အဆင့်ကိုအလိုလျောက်ရရှိမည်နှစ်ပေါင်း100တူညအိတ်ဆက်လျင်စစ်မှန်သောမသေးမျိုး True Immortal အဆင့်ကိုအလိုလျောက်ရရှိမည်ရေတွက်လို့မရတဲ့နှစ်ပေါင်းများစွာအထိအိတ်ဆက်လျင်ဟုံမုံတာအိုရဲ့အမြင့်မြတ်ဆုံးအချုပ်ချာအာဏာပိုင် Supreme Sovereign အဆင့်ကိုရရှိမည်စနစ်ဟာသူ့ရဲ့တာဝန်ပြီးဆုံးသွားတဲ့အတွက်နှုတ်ဆက်စကားဆိုပြီးဘာချေရလက်ရမှမချမ်းပဲထွက်ခွာသွားဖို့ပြင်ဆင်ပါတော့တယ်အိမ်ရှင်နိုးလာတဲ့အခါစနစ်ကိုစစ်ဆေးနိုင်ပါတယ်ကျွန်တော်ကတော့အလုတ်ထွက်ပါပြီးနှုတ်ဆက်ပါတယ်အိမ်ရှင်အထင်လွဲမှားခြင်းနဲ့တပည့်များစုဆောင်းမိခြင်းလောလောဆယ်ရှေးဦးကဘာဟာတက်ဖြတ်ခြင်းအငွေ့သက်တွေနဲ့ပြည့်နှက်နေတဲ့ကပ်ပေးကြီးနဲ့ရင်ဆိုင်နေရတာပါဒါပေမဲ့ကျွန်တော်ရှိနေတဲ့တောင်ကတော့အလွန်တိတ်ဆိတ်အေးချမ်းနေပြီးတန့်စင်တဲ့တာအူစွမ်းရည်တွေရှိနေပါတယ်အပြင်ကကျင့်ကြံသူတွေဟာဒီတောင်ကိုအဝေးကနေလှမ်းကြည့်ုံတင်သူတို့ရဲ့ကျင့်ကြံခြင်းအတားအဆီးတွေတုံခါသွားရတဲ့အတွက်ဒီနေရာမှာပန်ကူနက်ဖျားနဲ့နှိုင်းယှဉ်နိုင်တဲ့အစွမ်းထက်စီနီယာကြီးတစ်ပါးရှိနေတယ်လို့ထင်မှတ်ပြီးဂါရဝပြုဖို့ရောက်လာကြပါတယ်ကျွန်တော်အိပ်ပျော်နေတဲ့ပုံစံကိုကြည့်ပြီးသူတို့ကလောကုတ်တရာဆန်လာတယ်လို့အထင်ကြီးကတရားထိုင်နေတဲ့ကျွန်တော်ရဲ့စပင်မြင်တွေကိုတာအိုဥပဒေသားတွေအဖြစ်မှတ်တမ်းတင်ကြပါတော့တယ်ငါညံလင်းရသွားပြီစီနီယာကြီးရဲ့စပင်က18-9မြင်ရှိတာပဲအားလုံးပဲသူ့ရဲ့ခြေထောက်မွေးတက်333မြင်ကိုပါမြန်မှတ်တမ်းတင်ထားကြဒီလိုနဲ့တောင်ပေါ်ကိုရောက်လာတဲ့ယာနဲ့ချီတဲ့ကျင့်ကြံသူတွေဟာကျွန်တော်ကိုဆရာသခင်ဖြစ်သတ်မှတ်လိုက်ကြပါတယ်သူတို့ဟာကျင့်ကြံခြင်းအစဉ်လိုက်အစမ်းတင်တပိအပြင်စီးတပိနဲ့အတွင်းစီးတပိဆိုပြီးအုပ်စုခွဲလိုက်ကြပါတယ်ကျွန်တော်နိုးလာတဲ့အခါမှာတော့ခေါင်းတွေမူးနောက်ပြီးလူတွေအများကြီးဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်သူတို့တွေကတယောက်ကသူ့ကိုယ်သူအထုံအထောင်တုံးထမ်းလို့မိတ်ဆက်ပါတယ်ကျွန်တော်ကဘာလို့ဒီလောက်လူတွေများနေတာလဲလို့မေးတဲ့အခါအပြင်